အားလုံးမင်္ဂလာပါယေရှုရဲ့ကယ်တင်ခြင်းတွေရောက်တိုင်းပေါ်၌တက်ရောက်ပါစေဒီနေ့မှလည်းဂျေဇုတော်ကဘယ်လိုအလုပ်လုပ်လဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့အနည်းငယ်ဝင်ငါချင်ပါတယ်တိကောအခန်းကြီး15အခန်းငယ်30တို့တော်လည်းဘုရားသခင်ကြီးဂျေဇုတော်အဖြစ်သာငါဖြစ်တဲ့အတိုင်းငါဖြစ်သည်ငါခံရတော့ဂျေဇုတော်ကိုလည်းကျူးမဲ့ခံရသည်မဟုတ်အခြားသောတမန်တော်ပေါင်းတို့ထက်ငါဒီတာ၍ကြိုးစားခြင်းကိုပြု၏သူတို့ဆိုတော့လည်းငါကြိုးစားသည်မဟုတ်ငါနဲ့သူရှိတော်ဘုရားသခင်ကြီးဂျေဇုတော်ဒီကြိုးစားတော်မူ၏ဖတ်တော်တဲ့နှုတ်ကပတ်တော်အဖြစ်ရောက်စီတိုင်းဘုရားရှင်ကောင်းချီးပေးပါစေဓမ္မတိကျမ်းစာထဲမှာကျွန်တော်တမန်တော်ဒီအားလုံးအောင်မြင်တဲ့သူအားလုံးကြည့်တဲ့အခါမှာရှင်ပေါလုအောင်မြင်ဆုံးဖြစ်တယ်ရှင်ပေါလုကဒီမှာဘာဖော်ပြထားလဲဆိုအခြားသောတမန်တော်12ယောက်ထက်အခြားသောတမန်တော်အားလုံးထက်ငါဒီတာ၍ကြိုးစားခြင်းကိုပြုတယ်တဲ့တာ၍အလုပ်လုပ်တယ်တဲ့တာ၍အောင်မြင်တယ်တဲ့အဲ့တော့သူတို့ဆိုတော့တဲ့ငါကိုယ်တိုင်ကြိုးစားတာမဟုတ်ငါနဲ့သူရှိတဲ့ဘုရားသခင်ရဲ့ဂျေဇုတော်ကကြိုးစားတယ်တဲ့ဂျေဇုတော်ဆိုတာဟေဗီယလိုနဲ့ဟက်ဆက်အခါမဲနဲ့ရတယ်နံပါတ်1နံပါတ်2မှာကြတော့မထိုက်တာနဲ့လူကလည်းရတယ်နံပါတ်3ကြတော့ကိုယ့်ရဲ့ကောင်းမှုကိုသူမပါပဲရတဲ့မျက်နှာတာအဲအကြောင်းဂျေဇုတော်ကဒီမှာအလုပ်လုပ်တယ်တဲ့ဒါကြောင့်ဂျေဇုတော်ကကျွန်တော်တို့အခမဲ့နဲ့ရဖို့ယနေ့အလုပ်လုပ်တယ်ဂျေဇုတော်ကကျွန်တော်မထိုက်မတန်မဲတဲ့ကောင်းချီးမင်္ဂလာတွေရဖို့အလုပ်လုပ်တယ်ဂျေဇုတော်ကကိုယ့်ရဲ့ကောင်းမှုကိုသူမပါဘဲနဲ့အမျက်ဆုံးသောမျက်နှာတာရနိုင်ဖို့ယနေ့ဂျေဇုတော်အလုပ်လုပ်တယ်ဂျေဇုတော်ဆိုတာလူပုဂ္ဂိုလ်တယောက်ကတော့အသက်ရှင်နေတွာလာလှုပ်ရှားတယ်မိတ်ဆွေအတွက်ကျွန်တော်အတွက်ကျွန်တော်ရဲ့မိသားစုအတွက်မြန်မာနိုင်ငံအတွက်တကဘာလုံးမှာရှိတဲ့လူတန်းပေါင်းမြောက်များစွာအတွက်ဂျေဇုတော်ကယနေ့အလုပ်လုပ်တယ်အဲကြောင့်ဂျေဇုတော်ဖြင့်ကျွန်တော်ကယ်တင်ခြင်းတို့ရောက်တယ်ဂျေဇုတော်ကိုနေ့စဉ်တက်တာမှာခံစားရတဲ့လူတွေဖြစ်တယ်ဂျေဇုတော်ကအခုအလုပ်လုပ်တော့ပေါ်လို့တခြားတော့တမန်တော်အားလုံးထက်တာ၍ငါအောင်မြင်တာကဂျေဇုတော်ကအလုပ်လုပ်တဲ့အတွက်ကြောင့်ဖြစ်တယ်တဲ့ဒါကြောင့်ဂျေဇုတော်ကနေ့စဉ်တက်တာမှာကျွန်တော်တို့ကောင်းစားဖို့ကျွန်တော်ကျမ်းမာဖို့ကျွန်တော်တို့အောင်မြင်ဖို့ကျွန်တော်ချမ်းသာကြွယ်ဝဖို့ကျွန်တော်ရဲ့တက်တာတီးတီးမှာတာ၍ကောင်းချီးမင်္ဂလာရှိဖို့ရန်ဂျေဇုတော်ကနေ့စဉ်တက်တာမှာအလုပ်လုပ်တယ်ဒါကြောင့်ယနေ့ယေရှုခရစ်တော်ရဲ့ဂျေဇုတော်ပြောတဲ့အခါမှာအဓိပ္ပာယ်ပါလဲဆိုအရာအားလုံးကိုအခမဲ့ရဖို့နံပါတ်1မှာကြတော့မထိုက်တာနဲ့လူကရဖို့ထိုက်တာလို့ရတာမဟုတ်မထိုက်မတန်ဘဲနဲ့ရနံပါတ်3ကျတော့ကိုယ့်ရဲ့ကောင်းမှုကိုသူမပါဘဲနဲ့ရတဲ့မျက်နှာတာဒါကြောင့်ဂျေဇုတော်လှုပ်တဲ့အခါမှာဘယ်လိုမျိုးလုပ်တာလဲဆိုယောမဩဝါဒစာအခန်းကြီး2အခန်းငယ်4ဘုရားသခင်ကြီးဂျေဇုတော်ဒီတင့်ကိုနောင်တလန်းတို့သွေးဆောင်တော်မူရီကိုမတိမမတ်ပဲကြွယ်ဝစွာဂျေဇုပြုတော်မူခြင်းတီးခံတော်မူခြင်းစိတ်စီတော်မူခြင်းတို့ကိုမထီမဲ့မြင်ပြုသလောဂျေဇုတော်နံပါတ်1တဲ့ဒီနဲ့ဘာလုပ်လဲဆိုတော့ကျွန်တော်တို့နောင်တလန်းတို့ရောက်ဖို့ဂျေဇုတော်ကကျွန်တော်တို့ကိုနေ့စဉ်တက်တာမှာဆွဲဆောင်နေတယ်ကိုကတခုခုအလုပ်ပြီးမှမားမိတဲ့အခါမှာငါမားပါတယ်ဆိုမှနောင်တလန်းတို့ရောက်ဖို့အဲ့တော့ Greek စာမှာဘယ်လိုဖော်ပြလဲဆိုတော့metanoia နောင်တဆိုတာ Greek လိုနဲ့ change of mind ဆိုတော့ကိုယ့်ရဲ့စိတ်ဓာတ်ရေးရာပြောင်းလဲခြင်းကနောင်တတရားလို့ခေါ်တယ်အဲဒါကြောင့်ယနေ့ကျွန်တော်သိထားဖို့အကျင့်စာရိတ္တပြောင်းလဲတာနံပါတ်1မဟုတ်ဘူးအတိအပွင့်ရနံပါတ်1မဟုတ်ဘူးအလင်းရောင်ကနံပါတ်1မဟုတ်ဘူးနံပါတ်1ကဘာလဲဆိုစိတ်ဓာတ်ရေးရာပြောင်းလဲခြင်းအဲဒါကြောင့်ဆင်းရဲတဲ့လူတယောက်ကငါချမ်းသာပြီယေရှုခရစ်တော်အဖြစ်ဆိုမှစိတ်ဓာတ်ရေးရာပြောင်းလဲရရှုံးနေတဲ့လူတယောက်ကငါအောင်မြင်တော့သူဖြစ်ပြီဆိုပြီးတော့မှယေရှုခရစ်ရဲ့ဂျေဇုတော်အဖြစ်ယုံကြည်ပြီးမှစိတ်ဓာတ်ထဲမှာပြောင်းလဲခြင်းရှိရမယ်။နေမကောင်းတဲ့လူတယောက်ကငါကျမ်းမာပြီဆိုပြီးတော့မှစိတ်ဓာတ်ပြောင်းလဲခြင်းရှိရမယ်။အဲဒါကြောင့်ယနေ့ဂျေဇုတော်လှုပ်တဲ့အခါမှာနောင်တလန်းတို့ပူဆောင်တယ်ဆိုတာနံပါတ်1စိတ်ဓာတ်ရေးရပြောင်းလဲခြင်း။အဲဒါကြောင့်ယနေ့ကျွန်တော်ခရိယန်တွေမြောက်များစွာကတန်ရှင်းသောဝိညာဉ်တော်ကျွန်တော်ကိုနောင်တလန်းတို့ပူဆောင်တယ်လို့ပြောတယ်။အဲ့ဒီဝိညာဉ်တော်ဂျေဇုတော်အဖြစ်အလုပ်လုပ်တယ်မှန်တယ်။နောင်တလန်းတို့ပူဆောင်တာမှန်တယ်။အဲ့တော့အဲ့ဒီဂျေဇုတော်အလုပ်လုပ်တဲ့အခါမှာကျွန်တော်ကိုကြွယ်ဝစွာဂျေဇုပြုတယ်တဲ့King James မှာကြတော့ the goodness of God ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာဖြင့်လူကိုခေါ်တယ်ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာဖြင့်လူတွေကိုလမ်းပြသွန်သင်တယ်ဒါကြောင့်ယေရှုခရစ်တော်ကလူတစ်ယောက်ကိုခေါ်တဲ့အခါမှာကင်ဆာယောဂါနဲ့ဘယ်တော့မှမခေါ်ဘူးဆင်းရဲခြင်းနဲ့လည်းမခေါ်ဘူးယေရှုခရစ်တော်ကလူတစ်ယောက်ခေါ်တဲ့အခါမှာယောဂဝေဒနာတဆုံတစ်ခုနဲ့လည်းမခေါ်ဘူးရှုံးနေခြင်းနဲ့လည်းမခေါ်ဘူးယေရှုခရစ်တော်ကသူ့ရဲ့တပည့်ကြီးခေါ်တဲ့အခါမှာဘယ်လိုမျိုးနဲ့ခေါ်လဲကြွယ်ဝဆိုဂျေဇုပြုတ်တယ်ဥပမာပြည်တရုတ်ကိုခေါ်တဲ့ချိန်မှာပြည်တရုတ်အပြစ်ကနေနောင်တရဖို့ဘယ်လိုမျိုးခေါ်လဲဆိုတော့ကျွန်တော်တညလုံးငါးဖမ်းတယ်တကောင်မှမရတော့ပြည်တရုတ်ကိုခေါ်တယ်ဘယ်လိုမျိုးခေါ်လဲပိုက်ကွန်ကိုရည်နဲ့ရရက်မှာချ
ချပါလို့ပြောတယ်ရင်းနဲ့ရဘက်မှာဆွယုံလို့ပိုက်ကွန်ကိုချပါပိုက်ကွန်ကိုချတော့သူတို့ကဆက်လေနှစ်စီးစာလောက်ငါပြေဝါရတော့ကောင်းကြီးမင်္ဂလာတူလူချင်းနာငါမြောက်မြတ်စွာဖမ်းမိဖို့အဲ့ဒီတူလူချင်းနဲ့ကောင်းကြီးမင်္ဂလာဖြစ်တဲ့ငါမြောက်မြတ်စွာကိုဖမ်းမိစေပြီးမှပြည်တရုပ်ကိုခေါ်တာအဲ့ကြောင့်ယနေ့ကျွန်တော်ပလင်ပေါ်မှာတရားဟောတဲ့ခါမှာဆရာတွေကဘယ်လိုဟောလဲဆိုဘုရားသခင်နဲ့တင့်ကိုဓာတ်မခတ်ခင်မှာမြင်မြင်နောင်တရပြီးမှဘုရားဖက်မှာပြန်လဲပါလို့ဟောလေးရှိတယ်ယေရှုခရစ်တော်ကတခါမှတပည့်တော်တွေပဲဖြစ်ဖြစ်အခြားသောယုံကြည်သူတွေပဲဖြစ်ဖြစ်ဘယ်တော့မှဒဏ်ခတ်ပြီးမှမခေါ်ဘူးယောဂနဲ့မခေါ်ဘူးဆင်းရဲခြင်းနဲ့မခေါ်ဘူးရှုံးနှင်းခြင်းနဲ့မခေါ်ဘူးမကောင်းတဲ့အမှုရတဆုံတစ်ခုများနဲ့မခေါ်ဘဲနဲ့ကြွယ်ဝဆိုဂျေဇုပြုပြီးမှကျွန်တော်တို့ကိုခေါ်တဲ့ထာဝရဘုရားဖြစ်တယ်အဲဒါကြောင့်ယနေ့ကျွန်တော်တည်ထားရမှာပါလေဂျေဇုတော်ကကျွန်တော်ကိုနောင်တလန်းတော့ပူဆောင်တယ်အဲ့တော့နောင်တရဖို့ရင်ဘာလို့လဲကြွယ်ဝဆိုဂျေဇုပြုတယ်ကြွယ်ဝဆိုကောင်းကြီးပြီးတယ်ကြွယ်ဝဆိုကျမ်းမာစီတယ်အထုအောင်မြင်ခြင်းနဲ့ခေါ်တယ်အထုကောင်းကြီးမင်္ဂလာနဲ့ခေါ်တယ်အဲ့ဒါကြောင့်ဂျေဇုတော်ကကျွန်တော်တို့ကိုနေ့စဉ်တက်တာမှာတွန်တင်လမ်းပြတယ်ကောင်းကြီးမင်္ဂလာခံစားတဲ့သူဖြစ်ဖို့အမေရန်ဂျေဇုပြုနေတယ်ဆိုတာကျွန်တော်တို့တည်ထားဖို့ဖြစ်တယ်နံပါတ်1တည်းနဲ့တိုက်တတ်အခန်းကြီး2အခန်းငယ်7ဘုရားသခင်ရဲ့ဂျေဇုတော်ကကျွန်တော်တို့ကိုဖယမဲ့တယမဲ့နဲ့မနေဘူးမကောင်းတဲ့အရာမှန်တမျှမလုပ်ဖို့အဲ့ဒါဒီအားလုံးမှာဂျေဇုတော်ကကျွန်တော်တို့ကိုတွန်တင်ပေးတယ် Grace teach us to say no to all ungodliness and wickedness မကောင်းတဲ့အမှုအရာအားလုံးမလုပ်ဖို့လူတွေကပြောတယ်ဂျေဇုတော်ဟောရင်အကျင့်စာရိတ္တပျက်စီးတယ်အဲ့ဒါမှားတယ်ဂျေဇုတော်ကကျွန်တော်တို့ဘာတွန်တင်လဲအကျင့်စာရိတ္တမှာပျက်စီးဖို့ရန်ကျွန်တော်တို့ကိုတွန်တင်တယ်ဂျေဇုတော်ကကျွန်တော်ကိုစကားပြောတယ်ဂျေဇုတော်ကကျွန်တော်အတွက်အကောင်းဆုံးသောဆရာတစ်ပါးလို့ကျွန်တော်တို့ကိုလမ်းပြတွန်တင်တဲ့ဂျေဇုတော်ဖြစ်တယ်ဒါကြောင့်ဒီဂျေဇုတော်ကကျွန်တော်တို့လမ်းမမအောင်ဖယမဲ့တယမဲ့နဲ့မနီအောင်စာတန်ရဲ့နောက်မလိုက်အောင်ဖြားနာခြင်းယောဂဝေဒနာထဲမှာမနစ်မအောင်စီးပွားရေးအစဉ်ပြေအောင်ဂျေဇုတော်ကကျွန်တော်တို့ကအမြဲတမ်းတွန်တင်တယ်လမ်းပြပူဆောင်တယ်အဲကြောင့်ယနေ့ကျွန်တော်တို့အကောင်းဆုံးသောဆရာတစ်ပါးဘယ်သူလဲဆိုလက်ညှိုးထိုးရမယ်ဆိုဂျေဇုတော်ဖြစ်တယ်အဲကြောင့်လူပုဂ္ဂိုလ်တဦးကဲတော့ဂျေဇုတော်ကကျွန်တော်ကိုလမ်းပြတယ်တွန်တင်တယ်ပူဆောင်တယ်ပြီးတော့ဒီနေရာမှာတွန်တင်ပေးတယ်ဟေးမင်းကဒီလိုဆုတောင်းရမယ်တွန်တင်ပေးတယ်ကျမ်းစာဒီလိုဖတ်ရမယ်တွန်တင်ပေးတယ်ဝိညာဉ်ကြီးကတာ၍နဲ့နဲဆိုတာရှောက်လန်းရမယ်တွန်တင်ပေးတယ်ဖခင်သခင်ရဲ့ချစ်ချင်းမေတ္တာတဲ့အတွက်လုံလောက်တယ်တွန်တင်ပေးတယ်ဖခင်ရဲ့ကြီးစုတော်တဲ့အတွက်လုံလောက်တယ်တွန်တင်ပေးတယ်ဖခင်စီကနေကောင်းတဲ့ဆုံးလန်းခြင်းစုကြည်စုအလုံးစုံဟာတဲ့အတွက်ဖြစ်တယ်တွန်တင်ပေးတယ်တင်ဟာဖခင်သခင်ရဲ့ချစ်ဆုံးတော်သားဖြစ်တယ်တဲ့မှာဘာအပြစ်အနာစာမှမရှိဘူးယေရှုခရစ်တော်ရဲ့သွေးတော်ဖြင့်တင်ဟာစီကြောခြင်းခံရတော့ဖခင်ရဲ့သားဖြစ်တယ်ဆိုမှကြီးစုတော်ကကျွန်တော်တို့ကိုတွန်တင်ပေးတယ်ဖခင်ရဲ့ဂျေဇုတော်အတွက်အထုထာဝရဘုရားရဲ့ဂျေဇုတော်ကိုချီးမွမ်းပါတယ်အဲဒါကြောင့်ဂျေဇုတော်ကကျွန်တော်တို့ကိုတွင်တင်တဲ့ဆရာတစ်ပါးဖြစ်တယ်တမန်တော်ခန်းကြီး20ခန်းငယ်30မှာဂျေဇုတော်ကကျွန်တော်တို့ကိုတည်ဆောက်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့အသက်တာကလုံခြုံမှုရှိအောင်ဂျေဇုတော်ကကျွန်တော်ကိုတည်ဆောက်တယ်ပညာနဲ့တည်ဆောက်တယ်အောင်မြင်ခြင်းအပြင်တည်ဆောက်တယ်ကျမ်းမာခြင်းအပြင်တည်ဆောက်တယ်ချမ်းသာကြွယ်ဝခြင်းအပြင်တည်ဆောက်တယ်ဂျေဇုတော်ကကျွန်တော်စုံလင်တော့သူတယောက်ဖြစ်တော်အမြဲတမ်းတည်ဆောက်နေတဲ့ဂျေဇုတော်ဖြစ်တယ်အဲကြောင့်ကိုအားဆိုင်ဖို့မလိုဘဲနဲ့သူ့ဘက်ကနေအမြဲတမ်းတည်ဆောက်ပြီးတာအဲကြောင့်ဂျေဇုတော်ထဲမှာကျွန်တော်အသက်ရှင်ရဂျေဇုတော်ကိုမြည်ခုပြီးမှကျွန်တော်အသက်တာမှာရှောက်လန်းဖို့ဖြစ်တယ်ဒါကြောင့်ဂျေဇုတော်အားဖြင့်ကျွန်တော်တို့ကနေ့စဉ်အသက်တာမှာတည်ဆောက်ခြင်းခံရတဲ့လူတွေဖြစ်တယ်ဒါကြောင့်ဂျေဇုတော်အလုံးလုံးတယ်လို့ပြောတဲ့အခါမှာနံပါတ်1အနေနဲ့ဂျေဇုတော်ကကျွန်တော်ကိုနောင်တလန်းတို့ပူဆောင်တယ်ဂျေဇုတော်ကမကောင်းတဲ့အရာတွေမလုပ်ဖို့အမြဲတမ်းတွင်တင်ပေးတယ်ဂျေဇုတော်ကကျွန်တော်ကိုတည်ဆောက်တယ်နံပါတ်4အနေနဲ့ဂျေဇုတော်ကဘုရားသခင်ရဲ့မွေတွေကိုပေးတယ်ဒါကြောင့်ဂျေဇုတော်ဆိုတာဘာလဲအခမဲ့ရရှိခြင်းမထိုက်တန်ဘဲနဲ့ရရှိခြင်းကိုယ့်ရဲ့ကောင်းမှုကိုသူမပါဘဲနဲ့ရတဲ့မျက်နှာတာအဲဒါကြောင့်ဂျေဇုတော်ကထာဝရဘုရားရဲ့အမွေတွေအားလုံးယူဆောင်လာပြီးမှကျွန်တော်တို့ကိုပေးတာအဲ့ဒါကဂျေဇုတော်ဖြစ်တယ်ဒါကြောင့်ဂျေဇုတော်ကကျွန်တော်တို့အတွက်ဘာလို့လဲဖယားယေရှုခရစ်အပြင်ပေးပေးတဲ့အမွေတွေအားလုံးဂျေဇုတော်ယူဆောင်လာပေးမှကျွန်တော်တို့အဲ့ဒီကောင်းကြီးမင်္ဂလာပေါ်မှာကိုယ့်ရဲ့နာမည်ကိုရေးထားပြီးပြီးမှကိုယ့်လက်ထဲရောက်အောင်လုပ်တာကဂျေဇုတော်ရဲ့အလုပ်ဖြစ်တယ်အဲကြောင့်ဂျေဇုတော်ကကျွန်တော်တို့ကိုတည်ဆောက်တယ်ဂျေဇုတော်ကကျွန်တော်တို့အတွက်ဖယားရဲ့အမွေတွေအားလုံးကိုယူဆောင်လာတဲ့ဂျေဇုတော်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဟာဖယားရဲ့အမွေကိုတရက်ပြည့်တရက်အတုံးပြုတ်မဲ့ဖယားရဲ့ချစ်သားသမီးတွေဖြစ်တယ်နေ့စဉ်အသက်တာမှာဖယားရဲ့အမွေတော်ထဲမှာပျော်မွေ့မဲ့ဖယားရဲ့ချစ်သားသမီးတွေဖြစ်တယ်ဆိုတာပြောပြချင်တယ်နံပါတ်5အနေနဲ့ဗာပြောချင်လဲဆိုတော့တ
Tamano Kanji Salia Kangetum, Payatakena, that they can air, they have matter they can less, Jesu of him of Yatakena that they can, Belumune, Tamanori, Namelekana, Amwero Muro Kupuna Meja, a quick period, era Paya, Jesu of him that they can. Yanni, Payata cannot being at the Yapim Matati Hanamo, Jesu, the Yapim Matati Hano, Yanni, Genota, long loud at Jesu Rogero or machine. Adam, Namela cannot do Naida, Paya, that they can change it. Tamanori Kidua through Namela cannot do it. Erabani. Payata cannot Jesu, the Yapim Amera that they can. Adam, Jesu Roga, Tashian, Jesu Roga Mera, a low load at Jesu of Chit. Yanni, there, Jesu Roga, a low load. Then go tea Saudi. Tengo lanja tondene, tengo gong jiming la tema Jesu roga pu sound, tengo gong sabu and Jesu roga mera lolo, tengo a kamene pere, tengo matata and leda di gong jiming la tera tochit, then magona ngati de dame, Jesu roga such a rocket tavi what a Jesu rocket tocha, then a di gong jiming la. Payata cannot be sent bida, and Gongchiming La Pomate and Name Yita Pita, Sima Swakin Gareka, Payata cannot tell it, Quaker Matapita Shidetocha, Yannick, Jesuro up here, a kame de Ayashide, so Jesuro got Jinoko Meranton de Lamja Leshide. Daja, Payata can yet Jesuro got Tay at that Tama, loaded, Matan Shende Yago, Tanshan City, Mataita no to go Titan City, Malapare Bawak, Lapas on City. Daja, Jesuro got shown no to go on and Chino Puson, Jesuro got then go Gongchiming La Tema Puson. Jesu roka macam macam tu alo jama sih Jesu roka sih. Daja Jesu roka ne piwara ka Yesus Kristus sih. Tan seno winyin oleh tahu Jesu piwara winyin opiap sih. Daja Jesu roka tena tetama alo lo deh. Payat kenya Jesu roka sih sisen lare. Ketin cindi tena poma te yang basi. Amen, amen.